အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့လေအားလုံးအတွက်တကယ်ကိုကောင်းအရန်ကောင်းတဲ့သတင်းကောင်းလေးတစ်ခုကျွန်တော်တို့ပြောပြခြင်းလို့ပါဟုတ်တယ်အခုအေးရပေးကနေပြီးတော့အိမ်မက်တွေတကယ်ဖြစ်လာဖို့အေးရပေးကိုတုံးကြစို့ဆိုတဲ့ campaign ကြီးစနေပြီနော်စုကြီးပမာဏတွေကိုသိလို့ရှိရင်အရန်အံ့ဩသွားလိမ့်မယ် Grand Prize က3,000နောက်ထပ်တစ်စုက3,000လာစဉ်320ကန်ထူးရှင်နေရလဲအများကြီးပဲအဲ့တော့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ဒါအကောင်းဆုံးခွင့်ရေးပဲပါဝင်ဖို့ကလည်းအရန်လွယ်ကူတယ်နော်အေးရပေးနဲ့9000ကျပ်နဲ့အထက် scan ဖတ်ပြီးတော့ဈေးဝယ်တာပဲဖြစ်ဖြစ်ဖုန်းပင်ဖြည့်တာပဲဖြစ်ဖြစ် digital ticket တစ်စောင်ရမှာနော် ticket ပို့လို့ခြင်းနဲ့ဆိုရင် wallet ထဲမှာ3သိန်းကို9ရက်စက်တိုက်ထားလိုက်ရုံပဲ ticket 3ဆောင်တစ်ခါတည်းတန်းရမယ်အရန်ကိုလွယ်ကူပြီးတော့ရိုးရှင်းတယ်ဗျာကမ်ပိန်းကအခုစနေပြီဆိုတော့3,000ကန်ထူးရှင်ကြီးဖြစ်ဖို့ ticket တွေကိုအခုတည်းကစပြီးတော့စုကြရမယ်နော်ဟုတ်တယ်အိမ်မက်တွေတကယ်ဖြစ်လာဖို့အေးရပေးကိုသုံးပြီးတော့ digital ticket တွေစုကြရအောင်အားလုံးပဲကံကောင်းကြပါစေနော်